ကိုမရနိုင်တဲ့ຢာတွေသူတစ်ပါးရနေလို့လဲမနာလို့မရှိစိတ်မဖြစ်နဲ့ကိုရနေတဲ့ຢာတွေသူတစ်ပါးရသွားမှာကိုလဲစိုးရင်ပူပန်မနေနဲ့လူဆိုတာကသူ့ကံနဲ့သူလာကြတာတွေကြီးပဲလောကမှာဖြစ်နေတဲ့အရာတိုင်းဟာအကြောင်းကင်းပြီးဖြစ်တဲ့အကျိုးတရားရဲ့လို့အစုံတစ်ခုမှမရှိပါဘူးအားလုံးဟာအကြောင်းတရားတွေကြောင့်အကျိုးတရားဖြစ်လာကြတာတွေကြီးပါပဲတခါတည်းမှာလူချင်းတူပေမဲ့အကျိုးပေးခြင်းမတူဘူးကြိုးစားနေတာချင်းတူတာတောင်မှရလက်ချင်းမတူတာတွေရှိတယ်ဒါတွေကဘာကြောင့်လဲဆိုတော့ရှေးတိတ်ကံတွေကြောင့်အများကြီးဆိုင်တယ်လို့လက်ရှိပြစ္ဆုတ်ပံကိုဘလို့ပြုတ်မှုနေထိုင်တယ်ဆိုတာတွေလည်းအများကြီးသက်ဆိုင်ပါတယ်လောကမှာတဲ့တယောက်နဲ့တယောက်ရှင်လို့မရတဲ့အရာ၄မျိုးရှိတယ်ကံရဲ့ဉာဏ်ရဲ့အတန်ရဲ့ဆံရဲ့တဲ့တချို့ကကံရမ်းကောင်းတယ်ဘာလို့အဆင်ပြေတယ်လူချစ်လူခင်ပေါ်တယ်ကုညီခြင်းတဲ့လူတွေပေါ်တယ်တချို့ကြတော့ဒီလိုမဟုတ်ဘူးကြိုးစားနေတာတောင်မှမဖြစ်ထွန်းတာတွေရှိတယ်တချို့ကြတော့ဉာဏ်ရမ်းကောင်းတယ်ကိုယ်နဲ့အတန်းချင်းတူတယ်တက်ရွယ်ချင်းလည်းတူတယ်ဒါပေမဲ့သူကစာတပုတ်ကိုကြက်လိုက်ရင်ခဏနဲ့ရတယ်ကိုကတော့အကြာကြီးကြက်ရတယ်အဲ့တော့သူဉာဏ်ကောင်းတယ်လို့ကိုဉာဏ်ကောင်းအောင်လုပ်လို့မရဘူးရှေးတုန်းကပြုခဲ့တဲ့ကံတွေကြောင့်ဒီဘောမှာသူကဉာဏ်လာကောင်းနေတာသူနဲ့ရှင်နေတဲ့အခါဘယ်လိုရှင်ရမလဲဆိုတော့ဝိရိယနဲ့ပဲရှင်လို့ရတယ်နောက်တစ်ခုကအတန်တချို့တွေအတန်ရမ်းကောင်းတယ်တာယာနာပြောဝဲရှိတယ်အတန်ဩဇာတွေရှိတယ်တချို့ကြတော့အတန်မကောင်းဘူးအဲ့တော့ဒီလိုအတန်ကောင်းတဲ့ပုဂ္ဂိုလ်နဲ့ကိုဘယ်လိုသွားရှင်မလဲရှင်လို့မရဘူးနောက်တစ်ခုကစံဆိုတာကတော့မိမသားတွေတချို့မိန်းကလေးချင်းတူရင်တော့မှကိုယ့်ရဲ့သပင်ကမကောင်းဘူးတချို့မိန်းကလေးတွေသပင်အရန်ကောင်းတယ်ဒါတွေကိုလည်းတွားပြီးတော့ရှင်လို့မရဘူးအဲ့တော့ဒါတွေကိုဘာကြောင့်ရှင်လို့မရတာတော့ဆိုရင်ဒါတွေကအတိတ်ကကိုပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေရဲ့ပုံရိပ်တွေဖြစ်တယ်အဲ့ဒီပုံရိပ်တွေဟာလွန်ခဲ့ပြီအဲ့လိုလွန်ခဲ့တဲ့ပုံရိပ်တွေကိုတွားပြန်ပြီးတော့ပြင်လို့မရတော့ဘူးသူအကျိုးပေးတဲ့သူဖြစ်နေပြီအဲ့ဒီချိန်မှာကိုကဒီလိုပုံကိုယ်တွေနဲ့ရှင်တယ်ရှင်လို့မရတော့ဘလို့ဖြစ်လဲဒီပုံကိုယ်တွေကကိုယ့်ထက်သားနေတော့မနာလိုမရှိစိတ်တွေဖြစ်တတ်တယ်အဲ့လိုဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒါမစ္စတီယာရဲ့အလိုကိုလိုက်ပြီးတော့သူ့ရဲ့အကျိုးမဲ့တွေကိုပြုတ်တတ်တယ်အဲ့လို